ကောင်စီကကျွန်တော်ရှနေ့မှာပေါ့နော်ကျွန်တော်ဒီမြို့နယ်ထဲမှာဂျာဖိုက်တာနဲ့ပြစ်တာလက်ရှိမှာကျွန်တော်ပြည်သူထိခိုက်သေးဆုံးထားလည်းအများရှိတယ်လက်ရှိမှာလည်းကျွန်တော်ဒီမှာစက်ကောင်စီကနေကျွန်တော်လက်နက်ကြီးတွေနဲ့လည်းပြစ်ခတ်နေကြမျိုးတွေရှိတယ်ခုချိန်ကြီးကျွန်တော်တို့ကဖြစ်စဉ်ဖြစ်တဲ့ပြစ်ကွင်းတွေကိုကျွန်တော်တို့ခုချိန်ကြီးဝင်ရောက်သွားလို့မရသေးဘူးဖြစ်နေတယ်ကျွန်တော်တို့ကိုယ်တိုင်ကခုမြင်နေရတဲ့ပြည်သူတွေဆိုရင်ခုလက်နက်ကြီးနဲ့ဝေးရဂျာဖိုက်တာနဲ့ဝေးရကိုပြည်သူတွေအားလုံးရှောင်နေရတဲ့ဖြစ်တယ်ခုလက်ရှိကျွန်တော်မှတ်တမ်းရိုက်နေတဲ့အတွင်းမှာကျွန်တော်လက်နက်ကြီးတွေပြစ်ခတ်နေရမျိုးဖြစ်တယ်ကျွန်တော်တို့ဂျာဖိုက်တာကြောင့်လူကြီးထိခိုက်တော်တော်များပါတယ်အခုကိုပြစ်သွားပြန်ပါခင်ဗျာနောက်တစ်လုံးနောက်ထပ်လက်နက်ကြီးတစ်လုံးခုထပ်မှန်ပြစ်လိုက်ပြန်ပါပြီဒီပုံစံတိုင်းဆိုကျွန်တော်ပြည်သူတွေတော်တော်ထိခိုက်တေချင်မှာများပါတယ်ခုလက်ရှိမှာလည်းဟိုထိခိုက်တေဆုံးသွားတဲ့ပြည်သူတွေတော်တော်လေးကိုများပါတယ်အဲ့ပြည်သူတွေကိုကျွန်တော်တို့စီကိုရောက်ဖို့ကျွန်တော်တို့ဘလုံးမကိုရှေ့ဆက်လို့မရအောင်ဖြစ်နေတယ်ဟုတ်လားတော့နောက်လုံးလက်နက်ကြီးပြန်ပြီဗျို့ဒီနေ့မှာစစ်ကောင်စီကကျွန်တော်ဒီမျိုးနယ်ထဲမှာဂျာဖိုက်တာနဲ့ပြစ်ခတ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ပြည်သူတွေအများကြီးသေဆုံးထိခိုက်သွားတာရှိတယ်အခုလည်းကျွန်တော်လက်နက်ကြီးတွေပြစ်ခတ်နေရဖြစ်ပါတယ်စိတ်မချအောင်တော့ဒီမှာလေးဒီနေ့စိတ်မချအောင်ပြောနည်းနည်းနေရာရွှေ့ကြအောင်ပြောလက်နက်ကြီးတွေမနာဘူးပြောဒီနေ့နေရာရှိကိုကျွန်တော်တို့သွားလို့မရဘူးဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်လည်းရှေ့ဆက်လို့မရဘူးဖြစ်နေဒါပြည်သူတွေကလောလောဆယ်ရှောင်နေကြတဲ့ပြည်သူတွေလက်နက်ကြီးနောက်လည်းနောက်ရှိမှာကျွန်တော်တို့ဖြစ်စဉ်ဖြစ်သွားတဲ့ပြည်သူတွေကိုကျွန်တော်တို့ဘာမှသွားတော့အားလုံးကဒီလိုတော့ပြေးနေကြတယ်ယခုချိန်ထိကျွန်တော်တို့ဖြစ်စဉ်ဖြစ်တဲ့နေရာကိုကျွန်တော်တို့မရောက်ရှိသေးဘူးစစ်ကောင်စီကလက်ရှိအချိန်တွေထိကျွန်တော်တို့လက်နက်ကြီးတွေနဲ့တော်တော်လေးကိုပြစ်ခတ်နေဖြစ်တယ်